ကျွန်တော်ဘူးလေဒီဗီဒီယိုကိုမစခင်ကျွန်တော်ဘယ်လိုမိတ်ဆက်ရမလဲဆိုတော့ကြာကြီးစဉ်းစားခဲ့ရချူကကျွန်တော်တော်တော်ရင်ဆိုပြီးသိကြတယ်လို့ချူကလေဒီဒေါ်လာကာလာအတွင်းကတမ်မီဆိုပြီးသိကြကျွန်တော်ကိုယ်တိုင်တော့ဘယ်နာမည်ကကျွန်တော်အတွက်အဓိကလဲဆိုတာဝေခွဲများတဲ့အချိန်ကြီးအများကြီးရှိတယ်အတိတ်နဲ့အနာဂတ်ကြားမှာပေါ့ကျော်စွာရင်းဆိုတာကကျွန်တော်ရင်တည်ဆောက်ခဲ့တဲ့ဘဝအိမ်မက်တွေနဲ့အောင်မြင်ခြင်းမှုတွေပေါ့ဒါလည်းလုပ်ရတာဒါလေးရတာဟုတ်လားဟုတ်အားလုံးကကျွန်တော်ဘယ်နာမည်နဲ့ပဲတီးတီးဘယ်နာမည်ပဲခေါ်ရပါတယ်ကျွန်တော်ကတော့2021နောက်ပိုင်းမှာကျော်စွာရင်းဆိုတဲ့နာမည်နဲ့အတူဘဝကြီးတစ်ခုလုံးလဲအစိတ်စိတ်ပိုင်းနဲ့ဒီလိုနဲ့တမ်မနီဆိုတဲ့နာမည်အသစ်နဲ့အတူအများကြီးရုန်းကန်ခဲ့ရတယ်လို့အများကြီးပြောင်းလဲသွားခဲ့ရတယ်လေရှိတယ်ခုကျွန်တော် YouTube channel လေးလုပ်မယ်လို့စဉ်းစားတဲ့အခါမှာတော့ဘယ်နာမည်ကိုသုံးရမလဲဘယ်နာမည်နဲ့လုပ်ရမလဲဆိုတာတော်တော်ခက်ခဲဖြစ်နေ။ကောင်းဝိုင်းလာမို့။ကျွန်တော်ဒီဘလောက်ဆက်ရမှာလဲ။နာမည်ကတော့နာမည်ပါပဲ။ဒီလူကလည်းဒီလူပါပဲ။အတိတ်ကအတွေ့အကြုံတွေဟာလည်းကျွန်တော်စီမှာရှိနေသေးလို့တရှိတွေ့ကြုံတည်တဲ့နဲ့ချင်းတန်ရဲ့တရားမှုတွေကလည်းရှိနေဦးမှာပဲလေဒီ channel မှာတော့ကျွန်တော်ရဲ့နေ့စဉ်ဘဝရဲ့အစိတ်ပိုင်းတော်တော်များများရှိရရှိတိုင်းမှတ်တမ်းတင်ထားခြင်းနဲ့အခက်အခဲတွေသင်ခန်းစာတွေပြီးတော့ချိတ်ဆက်ရအောင်နဲ့ခြေလှမ်းတွေအတွက်ပေါ့ဒါကြောင့်Day by Day Record ဆိုတဲ့ channel နာမည်လေးနဲ့ပဲစပြုလိုက်ပါ